အားလုံးပဲမင်္ဂလာပါ Transform မြန်မာပဲရုံး page ကကျွန်တော်ရုံးသူပါကျွန်တော် TikTok မှာကျွန်တော်ဒီလက်ကိုစေးထဲတဲ့ဗီဒီယိုလေးတင်လိုက်တဲ့အချိန်မှာဘာဖြစ်တာလဲလို့မသိကြတဲ့သူတွေအတွက်ကျွန်တော် share ပေးမှာဖြစ်ပါတယ်ကျွန်တော် Facebook follower တွေဆိုလို့ရှိရင်ကျွန်တော်အမြဲတမ်းတင်ပေးနေကြဖြစ်တဲ့အတွက်ဒါကိုတော့ aware ဖြစ်ပြီးသားဖြစ်ကြပါတယ်ဒါပေမဲ့ကျွန်တော် TikTok စသုံးတာမကြသေးဘူးပေါ့နော်အခုရက်ပိုင်းအတွင်းမှာဖြစ်တဲ့အတွက်မသိသေးတဲ့သူတွေအတွက်ကိုကျွန်တော် share ပေးချင်ပါတယ်ကျွန်တော် transgender man တယောက်ပါ transgender man တယောက်ကိုမှ female to male ပြောင်းလဲမှု stages အားလုံးကိုလုပ်ဖို့အတွက်စူးစမ်းနေတဲ့သူတယောက်ပါအချမ်းပြင်းအားဖြင့်ကျွန်တော်တို့ဒီ female to male ပြောင်းတဲ့အဆင့်တွေထဲမှာဟော်မုန်းသုံးတာပါတယ်ခွဲစိတ်မှုတွေပါပါတယ်အဲ့တော့ခွဲစိတ်မှုတွေထဲမှာရင်သားခွဲစိတ်တာပါတယ်တအိမ်ထုတ်တာပါတယ်အောက်ပိုင်းခွဲစိတ်မှုနှစ်ဆင့်ပါပါတယ်အဲ့ဒီဟာအပြင်မှာအောက်ပိုင်းခွဲစိတ်မှုအတွက်အောက်ပိုင်းမှာငါပြောသည့်တက်ဖို့အတွက်ဆိုရင်လက်မှာအသားမွေးရတဲ့အဆင့်ပါပါတယ်အဲ့တော့ကျွန်တော်စေးထည့်ထားတဲ့ဒီလက်ကအသားမွေးနေတာပါဆိုတော့အသားမွေးတာဒီဟာဆို3လရှိပါပြီနောက်3လနေလို့ရှိရင်ဒီဟာအသားကိုလိပ်ပြီးတော့ကျွန်တော်တို့အောက်ပိုင်းမှာတွတ်တက်မှာဖြစ်ပါတယ်ဆိုတော့ဒီကအသားကိုလိပ်တဲ့အခါမှာအသားကနေပြီးတော့သွေးကြောတွေပါမယ်အာယုံကြောတွေပါမယ်သွေးကြောမှာသွေးပြန်ကြောသွေးလွှတ်ကြောတွေပါမှာပေါ့နော်အာယုံကြောတွေပါမယ်အဲ့တော့အာယုံကြောတွေပါတဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ခံစားမှုသိမယ်ရှုပေါက်တဲ့အခါသိမယ်အမျိုးသမီးနဲ့တူတူနေတဲ့အခါမှာအောက်ကစင်ရမယ်ပေါ့နော်ဒါလေးတွေကတော့အကြံပြင်းနေနဲ့ရှင်းပြထားတာဖြစ်ပါတယ်အခုလောလောဆယ်ကျွန်တော်အသားမွေးထားတဲ့အဆင့်မှာဆိုလို့ရှိရင်ဒီလက်ဖြံရဲ့ဟိုဘက်ဒီဘက်ထိပ်ကိုပေါက်ဖောက်လိုက်တယ်ပေါက်ဖောက်ပြီးတော့ကျွန်တော်ရဲ့တင်ပါကနေပြီးတော့အရေပြားယူထားတယ်အဲ့ဒီအရေပြားကိုစီပိုက်ကိုလိမ့်လိုက်တယ်စီပိုက်ကိုလိမ့်ပြီးတော့ခုနအပေါက်ဖောက်ထားတဲ့ထဲကိုကျွန်တော်တို့ထည့်ထားတာဖြစ်ပါတယ်အဲ့တော့အနာကတော့အဆင်ပြေနေပြီပေါ့နော်အနာကောင်းတဲ့ပုံစံဖြစ်နေပြီဒါပေမဲ့6လအထိကတော့ဒီပိုက်လေးထည့်ပြီးတော့အသွင်ထုတ်လုပ်ပေးနေရမှာဖြစ်ပါတယ်6လပြည့်သွားရင်တော့ခုနကျွန်တော်ပြောခဲ့တဲ့ process ကိုလုပ်သွားလို့ရပါပြီဆိုတော့ဒီလောက်ဆိုလို့ရှိရင်မျက်လုံးထဲမှာမြင်အောင်လုပ်ပြီးလို့ထင်ပါတယ်တခြားဟော်မုန်းနဲ့ပတ်သက်တာခွဲစိတ်တာနဲ့ပတ်သက်တာသိလို့သမျှကိုလည်းမေးခဲ့လို့ရပါတယ် See you